我来试一下啊，看好了啊，3、2、3，快开！这我把它刮过来了啊，这边的。 ကဲကဲဒီမျက်လက်ကိုဘလို့ပြသွားတယ်ဆိုတာကပြပေးမယ်နော်တေချာကြည့်ကြည့်နော်ကဲတစ်နှစ်သုံးလာပြီဟောအော်စရာပဲကဲဒီမှာပကြီးကားတစ်ချက်အပေါ်မှာငါးတကောင်ရေးဆွဲထားတယ်ဒီငါးကိုကျွန်တော်တို့မှုန့်လိုက်ရုံပါပဲဟောဒီငါးကပကြီးကားတဲ့ကနေတကစ်ကိုခုန်ထွက်လာတယ်ဒါကိုဘလို့လုပ်လိုက်တာလဲကဲ like follow လုပ်ထားကြနော်ခုချက်ချက်ပဲဒီ like ဝက်ကိုအသေးစိတ်ရှင်းပြပေးမယ်တကယ်တော့ဒါကအရင်ယူရှင်းလဲပကြီးကားတစ်ချက်ပါအရင်ဆုံးဒီငါးရုပ်ကိုယူပြီးလိုက်လိုက်ပါဒီလိုပုံစံမျိုးလိပ်ပြီးတော့အလေတက်တက်မှာထားလိုက်ပါကြည့်ကြည့်ပါဒီနေရာကိုနှိပ်လိုက်ရုံလဲအောက်ကအလွာကအပေါ်ကိုတိတ်လာပါလိမ့်မယ်ပြီးရင်ငါးကိုအလဲမှာညှက်ထားပါကျွန်တော်တို့ရဲ့ဘေဘလက်ကဒီ flip book ကိုထိန်းချုပ်ပြီးဖိထားပေးရပါမယ်နောက်ကျောက်ကကိုပရိသတ်မမင်းအောင်ဖုံးထားပါကဲနောက်ဆုံးမှတော့မှုန့်လိုက်တဲ့နဲ့ဒီပြန်နဲ့ဘေဘလက်ကိုလွှတ်ပေးလိုက်ရုံပါပဲငါကသူ့အလိုလိုခုန်ထွက်လာလိမ့်မယ်အញ្ញယူရှင်းပါတယ်မိတ်ဆွေတို့သိတော်ပြီမလားဟုတ်ကဲ့ကျွန်တော်ကတော့ကောင်းကြော်ပါ